ဘဝရဲ့အတွေ့အကြုံတွေကိုကြုံတွေ့တဲ့အခါမှာဘယ်လိုထွက်ပေါက်ရှာမလဲအကောင်းတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုးတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုတော့မြတ်စွာဘုရားကရှင်းရှင်းလေးစဉ်းစားပုံစဉ်းစားနည်းကိုပေးထားတာဖြစ်တယ်အကောင်းတွေ့လာတဲ့အခါမှာလေအေးမင်းသိဝမ်းမသာနဲ့ဒါအမြဲတွေ့နေမှာမဟုတ်ဘူးတွေ့တဲ့အခါတွေ့မှာပဲကောင်းတွေ့တာဟာထာဝရမဟုတ်ဘူးတက္ကနာတာများတာဖြစ်တယ်ဝမ်းသာအားရဖြစ်ပြီးစိတ်ကြီးဝင်နေလို့အလကားပဲနော်အကောင်းပေါ်မှာကောင်းတယ်လို့သိပြီးကောင်းတဲ့ဟိုအကြောင်းပြုပြီးကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့ပဲအများရအောင်ကြိုးစားမယ်ဆိုရင်နှလုံးသွင်းမှုနဲ့ကောင်းတဲ့အာယုရဲ့ရိုက်ခတ်မှုကိုဒီလိုစဉ်းစားပြီးတော့ဖယ်ထုတ်စိတ်တည်ငြိမ်မှုကိုရယူရမှာဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းဒီမကောင်းမှုဆိုတာလည်းထာဝရမဟုတ်ဘူးခိတ္တခဏကြုံရတဲ့သဘာဝတရားတစ်ခုလည်းဖြစ်တယ်မကောင်းတာနဲ့တွေ့လို့စိတ်ဓာတ်ကျနေလို့ရှိရင်ပိုဆိုးမှာပေါ့မကောင်းတဲ့အာယုံကတစ်ခုစိတ်ဓာတ်ကျသွားတာတစ်ခုဆိုအဆုံးရှုံးမယ်တစ်ဖက်စလုံးဆုံးရှုံးမှာဖြစ်တယ်အဲ့တော့စိတ်ဓာတ်ကျတာအဖြေမဟုတ်ဘူးမကောင်းတာဆိုတာလည်းခဏပဲဖြစ်တယ်ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရတယ်